မင်္ဂလာပါကွန်ပျူတာမှာ storage ပြည့်နေတယ်ဆိုရင်အလွယ်ကူဆုံးနည်းနဲ့ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မှာ C ရဲ့ D ရဲ့ရှိတယ် C ကပြည့်ကန်နီးနေပြီပေါ့ဒါကကျွန်တော်512ကိုတုံးထားလို့256လို့ကျွန်တော်128ကိုတုံးထားရဆိုရင်တချို့ set တွေမှာအနီရောင်နေနဲ့ပြနေလိမ့်မယ်အဲ့လိုပြနေတယ်ဆိုရင်ကိုယ့်ရဲ့ memory ကိုဘယ်လို short ရမလဲဆိုတာမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ memory ကို short ကျင်တယ်ဆိုရင် window ကို key ကိုဖိထား R ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ run box ကျလာပြီဆိုရင်အဲ့ run box မှာ CLEANMGR လို့ရိုက်ထည့်လိုက် okay ပေးလိုက်ပါကျွန်တော်တို့ C ကို short ကျင်တယ်ဆို C ကိုရွေး D ကို short ကျင် D ကိုရွေးပေါ့အဲ့တော့ကျွန်တော် C ကို short ကျင်တာဖြစ်တဲ့ C ကိုရွေးလိုက်တယ်ရွေးလိုက်တဲ့ဆိုရင်အဲ့ဒီမှာမလိုအပ်တဲ့ file တွေအများကြီးရှိပါတယ်ကျွန်တော်ဆိုရင် recycle bin ထဲကိုရောက်နေတဲ့ပြန်ပြီးတော့ recovery မလုပ်တော့ဘူးလုံးဝအကုန်ဖြတ်ပစ်တော့မယ်ဆိုတော့ file တွေ change တည်တဲ့ file တွေဆိုဒီမှာ recycle တဲ့ bin ထဲမှာကျွန်တော် 90.73 ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီမှာ122ပေါ့ဟုတ်ပြီနော်အဲ့ဒီအရာတွေကိုကျွန်တော် temporary file တွေကိုအကုန်သွားပြီးတော့အဲ့ဒီထဲမှာရှိတဲ့ကိုမလိုတဲ့ file တွေကိုသွားပြီးတော့ delete လုပ်လိုက်မယ်ဟုတ်ပြီနော် selection ပေးပြီးတော့ကျွန်တော် okay ပေးလိုက်မယ်ပြီးရင် delete file ကိုယူလိုက်မယ်အဲ့ဒါဆိုရင် computer ကကျွန်တော်တို့အဲ့မလိုအပ်တဲ့ file တွေအကုန်လုံးကို delete လုပ်သွားမယ်ဟုတ်ပြီနော်အော် delete လုပ်သွားလို့အဲ့ delete ကအကုန်ပြည့်သွားပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့ memory မှာလာပြီးတော့တိုးလာမှာဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့ဖွင့်ကြည့်မယ်ဟော142ဟုတ်ပြီနော်20 GB လောက်တိုးသွားတယ်ပို့ပြီးတော့20 GB လောက်ပိုဆန့်သွားတယ်ဒါတယောက်နဲ့တယောက်တစ်လုံးနဲ့တစ်လုံးတော့တူမှာမဟုတ်ဘူးဒီနီလန်းနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ computer မှာမလိုအပ်တဲ့ file တွေကိုဖြတ်ပြီးတော့ space တွေကိုယူလို့ရပါတယ်ခင်ဗျာ computer basics ကိုအခြေခံလက်ကွက်ကနေစပြီးတော့ Word Excel PowerPoint တွေကိုလက်တွေ့သင်ခန်းစာနဲ့သင်တန်းတက်ရောက်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ for live online training မှာ online video class ရှိတယ် Zoom class ရှိတယ်စိုက်နဲ့တက်ရသင်တန်းကိုရွေးချယ်ပြီးတော့တက်ရောက်နိုင်ပါတယ်ခင်ဗျာကျေးဇူးပါ